ဦးမြင့်飞多少钱？ ဟိုဘက်ရက်ကရေပက်ခံထွက်မလို့ဦးမြင့်ကြီးကိုလာခေါ်တာ 几百干脱没了？那我不。哦，没呀，没了，我没呀。他讲了这样子看我嘛哩，几百干脱了没有？ ဦးရရလေငါလေးတော့မလိုက်ဘူးလားဟိုဘက်ရက်ကအင်အားများတယ်သမီးတို့အင်အားနဲ့နေလို့ပါလိုက်ခဲ့ပါ 哦，你这话嘞没呀吧？无所谓。今天个他讲了，都是说这样子看我们说，我也钞票比较太重要喏。ဦးရရလေတကြ3ရက်တောင်ရှိတာဒီနေ့1ရက်လိုက်လေနောက်2ရက်ဟိုတရားစကားဝင်လိုက်လေ 没呀，老婆。他讲了，都是说这样子看我们呀。他嘛，老婆啊讲，他讲没ผิด。 ဦးမြင့်တရားသိဖြစ်နေတာပေါ့ 对不？ ဘယ်လိုဖြစ် 我们也哩，လူဘွားမှာလူရောကြီးတွေမိမလည်းမရဘူးဆိုတော့လေတရားမဖြစ်ညသမီးကတစ်ဖက်900စီမိမရပါလေအဲ့ဒါကြောင့်တရားမဖြစ်ချင်တာ ဒါချင်းဖြစ်တော့လည်းဘာသူမှမဟုတ်လေပြင်းစရာလူပြည်မှာမှကြံရင်ပက်ရသေးတယ် ဟောဘာလို့ပြင်ရမှာလဲဟောတရားမဖြစ်ပါတယ်ဆိုမှတစ်ဖက်ကိုမိမညသမီးချိုးချိုးလေး900စီရပါလေဒီမှာပြင်းဖို့အချိန်မရှိပါဘူး ဦးမြင့်ကြီးကြံမခဏလောက်ကြည့်ပါလား ဘာလို့တရားမလုပ်မှာ ပြောဖို့ကောင်းလားမကောင်းလားကြံမခဏအဆန်းလောက်ကြည့်ပါလား တရားမအစမ်းလုပ်ကြည့်ရမှာဘယ်လိုလုပ်ရမလဲ ဒီပေါ်မှာခါ ဒီပေါ်တိုင်းမှာထိုင်နေလေးရော ဦးမြင့် ဘာလို့ လူကြီးမှာကြံကြနေလို့ဆင်းခဲ့အောင် လူပြီးတော့တရားကြနေလို့ဟုတ်လေငါတရားထိုင်အောင်ပါလေ တရားထိုင်နေအောင်လူကြီးကိုအရင်ဆင်းပါ ဒီကံကြနေအောင်စေးရဆိုတော့ ဦးမြင့်လူကြီးမှာကြံကြနေလို့လိုက်ခဲ့အောင် ဟုတ်လေငါခုပဲလူပြီးပြန်တက်လာတာလေတရားထိုင်အောင်မလေ တရားထိုင်နေအောင်ဟိုမှာလူကြီးမှာကြံကြနေလာနောက်တက်နေ ညက်လိုက်တာကြီးတော့လေ ဦးကြီးမှာကြံကြနေ ကြက်နေပြန်ပြီလားအော်အဲ့တော့ဟာ ဦးမြင့်လူပြည်မှာကြံကြနေလို့ ညီတို့တရားမပြီးတော့ဘူးလားငါတရားလိုက်တာလေးထိုင်အောင်မယ်လေ တရားထိုင်လို့မရဘူးလေ ဘာဖြစ်လို့တော့ လူပြည်ကိုခါတရားလောက်ဆင်းရမှာလေ ငါဘာလို့ခါတရားတော့ဆင်းရမှာလို့ လူပြည်မှာတရားနတ်မှာတရားဆိုမချဘူးလား အဲ့ဒါဆိုအခါတရားတော့ညီတို့ကတရားကြမှာပေါ့ နတ်ပြည်မှာတရားဆိုလူပြည်ခါတရားဆင်းရမှာလေ သွားဟာအဲ့ဒါဆိုလေ ဦးကြီး အားတော့တရားကြနေပြန်ပြီလား အကြံကြတာမဟုတ်ဘူးအတူရရင်စစ်လာတိုက်နေလို့လားသူတိုက်တယ်ရော အတူရတယ်စစ်လာတိုင်းတယ်အဲ့ဒါငါနဲ့ပါဆိုင်လို့ ဦးကြီးကတရားမင်းမလို့စိုက်တာပေါ့ ဟောအဲ့လိုလေစိတ်ကတက်ရအောင်မှာ တိုက်ရ ရောအဲ့တရားမမလုပ်တော့ပြန်မယ် ဦးကြီးဘယ်ကောမလို့တော့ အချက်မဲ့ကအငြင်းမနေရလို့ဒီလောက်ဆောက်လို့ရှုပ်တဲ့တရားမမလုပ်တော့ဘူးငါပြန်မယ်သူ ဦးကြီးရေးပါအောင် ဘာလို့ သူ့ကလာဖျားကြောက်ချာတော့မပူရသေးဘူးတစ်ခါတော့ပူသွားပါအောင် ချီးတာခောက်ကြတယ်